ပြီးပြည်သူလူထု၏အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်စောင့်ရှောက်ပါမည်ဟုသစ္စာအဓိဋ္ဌာန်ပြုပါသည်ဟာညောင်ငါတို့တမတော်ကလေသစ္စာအဓိဋ္ဌာန်ကြီးပြောင်းသွားပြီလားကွာဘယ်ရလာဟောမှာလဲအဘရဲ့ဒါတော်လိုင်းတက်ဖွဲ့တွေက PDF လေးတွေစုံနေတဲ့သစ္စာအဓိဋ္ဌာန်ဗျာအော်ငါတို့ရှိရဆိုတာမဟုတ်ဘူးလားမဟုတ်ဘူးဗျဟိုနေမောင်အဘဘာဖြစ်နေတာတော့မပြောပါနဲ့ကွာမဟုတ်ဘာဖြစ်လို့တော့အဘမမေးနဲ့အော်အဘရဲ့အဘအဲ့လိုနေမှာတော့ကျွန်တော်ဘယ်လိုစကားပြောရမှာတော့ဘာဖြစ်တာတော့မျက်နှာကြီးအုပ်ထားတာငါမျက်နှာပူလုံးအားကြီးလို့ပါကွာမျက်နှာပူရီရဲကတ်လိုက်လေးပါရီခဲလေးကတ်တာပူဟာမဟုတ်ဘူးလေကွာငါရှင်းလုံးအားကြီးလို့ငါမျက်နှာကိုငါအုပ်ထားတာပါကွာမဟုတ်အဘဘာကိုရှက်လဲအော်ဘာရှိရမလဲဘာရှိရမလဲကွာဟိုဒီမနေ့ကနေမင်းသိတဲ့အတိုင်းပဲလေဟုတ်ကလေးလေးတွေဖမ်းသွားတာလေအသက်မပြည့်သေးတဲ့ကလေးလေးတွေချုံသွားအောင်မှုမှာအေး6နှစ်သားတွေ73နှစ်သားလေးတွေဖမ်းသွားတော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ငါ့ကိုလာမေးနေကြတော့ရှက်လုံးအားကြီးလို့ငါအခုစောင့်မရှိတော့တပည့်လေးငါဒီလိုလေးချုပ်ပြီးနေရတာကွာအဘလည်းကိုရှက်စရာလားကိုကစတန်ဒတ်အာမီမှာနေတဲ့ကိစ္စကြီးအော်စတန်ဒတ်အာမီလို့မပြောနဲ့လေကွာငါတို့စစ်တပ်ကလေဘာနဲ့လားတဲ့တူလဲဆိုတော့လေမွေးကစားကလေးလေးတို့ချက်ကျိုးဖြတ်လိုက်လို့ပဲမွေးကစားကလေးတွေကချက်ကျိုးကိုဖြတ်လိုက်တာငါတို့တွေကရှက်ကြောကိုဖြတ်လိုက်တာအဲ့လေအဲ့ဒါကရှက်ကြလားရှက်ကြောမှမရှိတဲ့ကိစ္စအိုး तू မရှက်ပေမဲ့ငါရှက်တယ်ကွာတက်ချုံမရှက်ပေနဲ့ငါရှက်တယ်အဘရှက်တတ်တယ်အော်ရှက်တတ်သေးတယ်လေကွာမသိပါဘူးကျွန်တော်ခြုံလားဆိုလို့သူများလာတတ်မှကြောက်လို့ခြုံတော့ပုံရလာလို့မဟုတ်ဘူးပြောမင်းဘာပြောချင်လို့လဲပြောပြီးတော့ပြန်တော့နော်ခုနသစ္စာအဓိဋ္ဌာန်လေးပါအဲ့ဒါကျွန်တော်တို့ဘက်ကဆိုတဲ့သစ္စာအဓိဋ္ဌာန်မဟုတ်နော်ဘယ်ဘက်ကဆိုတာလဲတော်လိုင်းတက်ပွဲတဲ့သစ္စာအဓိဋ္ဌာန်အဲ့ဒါကိုကျွန်တော်တို့ဘက်ကလူတွေစိုးနေရတာဗျာကျွန်တော်တို့ဘက်ကဘိုးတွေအဘသပဲတွေဘာလို့ဘက်ကဘိုးတွေဘာလို့စိုးလာတာလဲသူတို့ဖမ်းပြီးလို့စိုးခိုင်းတာလေဩဖမ်းပြီးသွားတဲ့အချိန်မှာဟုတ်တယ်သူတို့ပါစိုးခိုင်းတာသူတို့စိုးခိုင်းတာဟာအဘတို့စတန်ဒတ်အာမီကိုနရွက်ဆွဲတာနရွက်သွေးစွတ်လိုက်တာနရွက်သွေးစွတ်လိုက်တာဟောဒီကောင်လေးကွာဒီကောင်လေးလုံတာနဲ့ကွာငါတို့နေရွက်ကိုစရွေးစုတ်ခံရတယ်လို့ကွာဟုတ်တယ်ဗျအဲ့ဒီမှာလုံစမ်းပါအောင်အဲ့ဒီမန္တလေးတိုင်းညောင်ဦးမြို့နယ်ဒီညောင်ဦး6လမ်းပိုင်းတနေရာမှာပေါ့နော်အဘတို့ကျန်ဖက်စစ်တပ်ကအဲ့ဒီဘူကြီးအဲ့ညီမျိုးဆွေနဲ့ပူလိုက်တာကွာမင်းကပူတယ်လို့ဘာလို့မပြောတာလဲပြောလို့ပဲစိတ်ဆိုးမှကြောက်တယ်ကြိုက်တယ်အဲ့စက်ညီမျိုးတွေဘာဖြစ်လဲအဲ့ညီမျိုးဆွေနဲ့နောက်ပြီးတော့ဘူကြီးစိုးထွတ်ကြော်တို့ပေါ့အဲ့စိုးထွတ်ကြော်တို့ကအဘတော်လိုင်းတက်ဖွဲ့တွေအရှင်ဖမ်းသွားတယ်ဗျအဲ့လိုအရှင်ဖမ်းပြီးတော့ဒူးထောက်ပြီးတော့တစ္ဆာဒိဋ္ဌာန်ကိုစိုးခိုင်းတာတော့ဗျတော်သေးတာဗောဒူးထောက်ပြီးတော့တစ္ဆာဒိဋ္ဌာန်ကိုစိုးခိုင်းတာတော်သေးတာဗောငါတို့ရှိရသိတဲ့အတိုင်းနဲ့ကျွေးတူပြီးဒူးထောက်ခိုင်းပြီးတော့နောက်ကနေတိတ်ပြီးပြစ်ချလိုက်တာလေတော်လိုင်းတက်ဖွဲ့တွေကလူလိုသိတယ်လူသားချင်းစာနာတယ်မင်းကမပြောဘူးလားဟိုဘက်ကလူလိုသိတယ်လို့ဟုတ်တယ်ဟောဟိုဘက်ကလူလိုသိတယ်ဆိုတော့ငါတို့တက်ချုပ်တို့ကဘာဖြစ်သွားပြီလဲလူလိုမသိဘူးလေဟောမင်းကတော်တော်စိုးနေတယ်နော်မင်းပြောတာပိုစိုးနေတယ်နော်မပြောတော့ဘူးဗျတရားလျားတော့ပြောကုန်ပြီဗျတရားလေဘာပြောလဲပြောပြီအဘတို့ပြောနေတာလေငါတို့ပြောရလားပြောတယ်ဘယ်လိုပြောလဲဆိုတော့ခေါင်းကြီးတို့ဘာတွေမျောလင်းနေတာလဲငါတို့ထွက်ပြေးဖို့မျောလင်းနေတာလို့လေကြီးကိုမောင်းဟာမင်းကတက်ချုံငါမဟုတ်ဘူးထွက်ပြေးရတော့မှာလေဟာဟုတ်လားဘာလို့ထွက်ပြေးရတော့မှာလေအဘတို့အကြံဖက်စစ်ကောင်စီနဲ့တရုတ်နဲ့ပေါ့နော်ဖြတ်တောက်ပိတ်ဆို့မှုတွေကိုတဲ့အဲ့ဆက်လက်ခံနေရပေမဲ့လည်းအဲ့ဖြည့်ရှင်းမှုနည်းလမ်းတွေရှိသေးတယ်တဲ့နောက်တော့တိန်းနာတဲ့နယ်မြေတွေပေါ့နော်တိန်းနာတဲ့နယ်မြေကိုလုံးဝပြန်ပေးမှာမဟုတ်လို့တရားလေးကပြောတယ်ဗျဟာအဲ့လိုပြောတယ်ဗျငါတို့တွေကဒီတရုတ်ကြီးအားကိုနဲ့ငါတို့တွေကပြီးတော့လာရှိုးတောင်ပြန်ယူလာလေကွာဟုတ်တယ်ဒီပြည့်နယ်မြေတွေနဲ့ငါတို့ကပြန်ယူမယ်ဆိုငါတို့လှုပ်ထားလေလာရှိုးတစ်မြို့လဲတောင်မှငါတို့လဲထားတာ15မြို့နယ်လောက်နဲ့ငါတို့ကလဲထားတာမရအခုလည်းအဘတို့ဘလို့ပဲ PR တွေပေးဘလို့ပဲပိတ်ဆို့မှုတွေတားဆီးမှုတွေလှုပ်သူတို့တင်ထားတဲ့နေရာတွေကိုလုံးဝပြန်မပေးဘူးတဲ့ဗျဟာကွာဒီကောင်တွေကကွာအပြောတစ်မျိုးအလုပ်တစ်မျိုးနဲ့ကွာဒီကောင်တွေအပြောတစ်မျိုးအလုပ်မညီဘူးအပြောနဲ့လုံးနဲ့မညီဘူးငါတို့ပြောတော့ခင်ဗျားတို့15မျိုးနဲ့ကျွန်တော်တို့ပြီးတို့လာရှိုးကိုကျွန်တော်တို့ဥစ္စာလုပ်မယ်ဆိုအဲ့ဒီမတရုတ်ကြီးနဲ့ငါတို့ကအဲ့လိုနားလည်းဘူးယူငါတို့လှုပ်ထားတာမရဘူးအဘဒီဇွန်လ9ရက်နေ့မှာပြုလုပ်ကျင်းပတဲ့အဲ့သတင်းစာရှင်းလင်းပွဲမှာ TNL ကပြောရေးဆိုဝင်ရှိသူတူကပြောသွားတာပါဟာဒီကောင်ဘာလို့ပြောတာလဲပြောတာဟောအဘသူတို့အဘတို့ TNL ကတိတ်ပိုက်ထားတဲ့မြို့12မြို့ရှိတယ်ဗျအဲ့12မြို့မှာလည်းနောက်အိမ်အောင်စုဇာတ်တွေသူကလုပ်ပေးတယ်မှတ်ပုံနေနေလည်းလုပ်ပေးတယ်နောက်ပြီးတော့ဒီမော်တော်ယာဉ်လိုင်စင်တွေလိုင်စင်တွေမှာထုတ်လုပ်ပေးနေပြီတဲ့ဟာသွားပြီမှတ်ပုံနေနေလုပ်ပေးတာလေငါတို့လောင်းဝကတွေစားပေါက်ပိတ်ပြီဒီမေမော်တော်ယာဉ်လိုင်စင်တွေလုပ်ပေးတယ်ဆိုတော့သွားပြီပေါ့ငါတို့ဝက်တော့ကားတွေငါတို့ဖမ်းတော့မယ်လေကွာသူတို့တိမ့်ပိုက်ထားနေပြီသူတို့ပိုင်နေနေပြီသူတို့ဟာမလုံးအောင်လေကွာငါတို့ဝက်တော့ကားတွေငါတို့ဖမ်းထားတယ်ဝက်တော့ဆိုင်ကတွေငါတို့ဖမ်းထားတယ်ဖမ်းပြီးတော့ငါတို့တွေကပြန်ပြီးရောင်းစားဖို့လုပ်တာဒီကောင်လည်းလိုင်စင်ထုတ်ပေးတော့သွားပြီပေါ့မင်းရလေသွားပြီလေဘာလို့ standard အာမြင်လုံးဝအဖက်ဆယ်မရတော့အော်အဖက်ဆယ်မရတာခုမှမဟုတ်ဘူးအာနာမသိခင်နေကအဖက်ဆယ်လို့မရတာအားကြောင့်ဘာလို့ဒီမျော်လင့်နေသေးတယ်နော်အားကြောင့်တော်တော်လေးတက်ဖွဲ့ရပြောတာခေါင်းကြီးတို့ဘာတွေမျော်လင့်တာမ
ည်းနည်းပါးပါးတော့ကွာမင်းရလေဟိုတေကန်ဒီလေးတော့မင်းငါတို့ဇောကျွေးလေးတော့ငါတို့ပြန်နေတာပေါ့တေကန်ဒီရိတ်ခါယူအဲ့လိုမျိုးဘောက်ကြီးကဇောကျွေးလေးပြန်နေတယ်ပြောတာဟုတ်ကဲ့ပါနောက်ပြီးတော့ရှိသေးတယ်ဗျတခိုးကြီးတော့ဗာဖြစ်လဲတခိုးကြီးတော့ဓမြဖြစ်တာပေါ့ဓမြကြီးတော့တမနာဖြစ်တာပေါ့ဟာရတော်လိုက်တော့ငါတော့မတစ်စင့်ကြော်သွားတယ်နော်တော်လိုက်တော့မင်းအဲ့လိုပြောတာပဲမှာတက်ချုပ်ကိုမင်းရပါလေတခိုးကြီးသားကြီးဓမြအကြီးသားကြီးလူတက်ကောင်ကြီးလို့မင်းကပြောနေတာလားဘလို့ပါတခိုးကြီးသားကြီးဓမြအကြီးသားကြီးလူတက်ကောင်ကြီးလို့မင်းကပြောနေတာလားဟောတော်လိုက်တော့ဟုတ်လေအမပြောတာနားထောင်လို့ကောင်းတယ်အော်နားထောင်လို့ကောင်းတယ်ထပ်ပြောခိုင်းတာမင်းတို့နောက်ထပ်ဆက်ပြောရင်ဟိုဘက်ကငါ့ကိုတိသွားပြီငါ့ကိုလာပြီးတော့တက်ချုပ်ကအရေးယူလိုက်မယ်အဲ့ဒါကြောင့်အဲ့ဒီမှာတခိုးကြီးတော့ဓမြကြီးတော့အဘာမဟုတ်တော့ကိုလာရွှေဖြစ်နေပါကိုလာရွှေရေသားကြီးရကိုလာရွှေဟာမဟုတ်ဘူးလေဖြစ်ရအဲ့ ARD တိုင်းမှာဘာလို့ရဲတက်ဖွဲ့တိုင်းရဲရုံးကနေပြီးတော့ဒူရဲမှုချစ်စမ်းမောင်ရဲ့နောက်သူ့ရဲ့ချစ်စမ်းမောင်ဆိုတာ list ကီတာဒီကတန်းအဲ့လိကရာဒီရဲ့ချစ်စမ်းမောင်ဘာလို့ရဲမှုအော်လိကီတာဒီရဲ့ချစ်စမ်းမောင်ကပြည်သူ့ဘက်တော်သားနော် sorry ပါပါလို့ဘာလို့ရဲမှုချစ်စမ်းမောင်နောက်ပြီးတော့သူ့ရဲ့မယားကြီးကိုဒူရဲမှုအောင်နိုင်မှုသူတို့နှစ်ဦးကဒီ license မဲ့ကအယောင်းဝယ်တွေလုပ်ငန်းတွေနောက်ရာဇဝတ်မှုလုပ်ငန်းတွေကိုသူတို့ကလုပ်ကင်ပြီးတော့ကြီးွားလာတာပါအခုလက်ရှိအချိန်မှာလည်းဒီကောင်တွေပဲငါတို့ကခွေတွေပေးတာလေကွာဟုတ်တယ်အခုလက်ရှိအချိန်မှာလည်းအဘတို့ကဒီ license မဲ့ကားတွေဖမ်းနေတဲ့အချိန်မှာသူတို့ကဒီရောင်းဝယ်မှုတွေဆက်လက်လုပ်ဆောင်နေလို့မရှိသေးတယ်ဗျဒီကောင်တို့လုတ်ွက်ပေးတာအဲ့ဒါမှဒီကောင်တွေကငါတို့လိုချင်တဲ့သတင်းတွေဒီကောင်တွေငါတို့ပြန်ပေးမှာအဲ့ဒီရတယ်မဟုတ်ဘူးAR တိုင်းရဲမှုတွေမဟုတ်ဘူးမရှိသေးတယ်နေပြည်တော်ကမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နာယခကဒုရဲမှုလှတောင်းလှတောင်းကလည်း license မဲ့ကအယောင်းဝယ်တရားမဝင်လုပ်ငန်းတွေကိုဆက်လက်လုပ်ဆောင်နေတယ်ဗျအော်ဒီကောင်တွေကလည်းကွာတေကန်ဒီရိတ်ခါယူလာကြားနေပဲကြည့်ရတော့ပါမယ်ဆိုတော့မှကွာဒီကောင်တွေကဟိုဟာလုံးကွာဒီကောင်တွေပဲငါတို့ကခွေတွေပေးတာလေကွာဟုတ်တယ်အခုလက်ရှိအချိန်မှာလည်းအဘတို့ကဒီ license မဲ့ကားတွေဖမ်းနေတဲ့အချိန်မှာသူတို့ကဒီရောင်းဝယ်မှုတွေဆက်လက်လုပ်ဆောင်နေလို့မရှိသေးတယ်ဗျဒီကောင်တို့လုတ်ွက်ပေးတာအဲ့ဒါမှဒီကောင်တွေကငါတို့လိုချင်တဲ့သတင်းတွေဒီကောင်တွေငါတို့ပြန်ပေးမှာအဲ့ဒီရတယ်မဟုတ်ဘူးAR တိုင်းရဲမှုတွေမဟုတ်ဘူးမရှိသေးတယ်နေပြည်တော်ကမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နာယခကဒုရဲမှုလှတောင်းကလည်း license မဲ့ကအယောင်းဝယ်တရားမဝင်လုပ်ငန်းတွေကိုဆက်လက်လုပ်ဆောင်နေပါအော်ဒီကောင်တွေကလည်းကွာတေကန်ဒီရိတ်ခါယူလာကြားနေပဲပြေးရတော့ပါမယ်ဆိုတော့မှကွာဒီကောင်တွေကဟိုဟာလှုပ်လေဒီဟာလှုပ်လေလှုပ်နေအခုတက်ချုပ်တော့မှပြေးရတော့မယ်ဆိုတော့ကြာနာလေး तू ကပြေးနေလို့ငါတို့ဒီပြည်သူ့ပတ်စံနဲ့ဝယ်ထားတဲ့လိန်ကိုကြာနာလေးအထဲထဲမှာ तू ကနေထိုင်ကုန်နေပါလို့ပြင်လာတာပြီးတော့အဲ့လိန်ပေါ်မှာကြာနာလေးသိပါကြာနာလေးသူ့လေမီးလောင်တိုက်ကိုကျွေးလိုက်တော်လိုက်တော့ငါတော့ရောင်မောတွေဖြစ်ကုန်ပြီအဲ့ဒီမှာတက်ချုပ်ကြီးအမိတ်နဲ့ license မဲ့ကားတွေဖမ်းဆီးနေချိန်မှာပေါ့နော်အဲ့ဒူရဲမှုလှတောင်းနဲ့ပတ်သက်တဲ့သူများဒီ license မဲ့ကားတွေကိုဆက်လက်ပြီးစီးနေတော့မယ်လို့သိရတယ်ဗျသူတို့ကတော့စီးရတာဗောမင်းရလေသူတို့ဆက်တော့သိနေမကောင်းဘူးနေကွာငါပြောရှင်းဒီတော့တောင်တက်ချုပ်ကြီးကဒီအမိတ်တွေထုတ်ပြီးတော့ပိတ်ပင်နေတဲ့ကိစ္စပေါ့ဒီသူတို့ကဒီလိုမျိုးလုပ်နေတယ်ဆိုတော့အဘတို့ဂျမ်ဘတ်စစ်တပ်ကိုဒီရဲတွေကဖင်ကြားတဲ့တော့မညက်ဘူးဆိုတဲ့သဘောတော့ဗျမဟုတ်ဒါကတော့လုံစားခွင့်ခွင်တစ်ခုပေးတာခွင်တစ်ခုပေးတာလေလှဲကွက်လားလှဲကွက်လေအဲ့ဒီမှာလာမယ်လေဟာဟိုစားတွေကြတော့ဟိုရဲတွေကြတော့ဒီ license မဲတွေစီးကိုင်းတယ်ကျွန်တော်ပြည်သူတွေကြတော့ license မဲတွေမစီးကိုင်းဘူးဆိုပြီးတက်လာတယ်တို့ပြည်သူတွေ license မဲစီးကျင်တယ်ဘယ်လိုတည်းရတယ်ငါ့ကိုပြီးဒီကောင်ကချက်ချင်းကကုတ်လိုက်ဒီကောင်ကတို့ဆွဲပြီးတော့ထောင်ထဲထည့်လိုက်ယူမယ်နောက်ထပ်တယောက်ကိုငါတို့ကဘတ်စုထည့်လိုက်ယူမယ်ဒါပဲငါတို့ကဒီသွားမှာအကွက်တွေနဲ့ဒီလိုကွာဘလို့အကွက်တွေနဲ့တို့ပြန်ကလိန်ကြည့်အကွက်တွေဒီလိုတွေဘာကလိန်ကြည့်လဲအကွက်တွေ